လူအများလေးစားတဲ့လူတစ်ယောက်ဖြစ်လာဖို့အလေးကျင့်၅မျိုးလူတစ်ယောက်ကိုလူတွေကလေးစားတာပတ်စံကြောင့်လားယာထူးကြောင့်လားမဟုတ်ပါဘူးတကယ်လေးစားခံရတဲ့လူတွေမှာတူညီတဲ့အကျင့်တချို့ရှိပါတယ်ဒီနေ့လူအများလေးစားတဲ့လူတစ်ယောက်ဖြစ်လာဖို့မွေးမြူတဲ့အလေးကျင့်၅မျိုးကိုပြောပြပါမယ်တပြောတဲ့အတိုင်းလုပ်ပါဂတိပေးရင်တေးပါမလုံနိုင်ရင်အစကတည်းကမလုံနိုင်ဘူးလို့ပြောပါစကားနဲ့လုပ်ရက်ကိုက်ညီတဲ့လူကိုလူတွေကယုံကြည်လာတယ်ပြီးတော့ယုံကြည်မှုကလေးစားမှုရဲ့အခြေခံပါနှစ်စကားထက်နားထောင်တာကိုလေ့ကျင့်ပါလူအများစုကကိုပြောချင်တာကိုပဲပြောချင်ကြတယ်ဒါပေမဲ့တကယ်လေးစားခံရတဲ့လူတွေကတခြားသူပြောတာကိုတေချာနားထောင်တတ်ကြတယ်တယောက်ယောက်ကပြောနေတဲ့အချိန်ဖုန်းချထားပါချက်ချင်းအကြံပေးမဲ့အစားရင်နားလည်အောင်နားထောင်ပါနားထောင်ပေးခြင်းကတစ်ဖက်လူကိုတန်မိုးထားတယ်ဆိုတာပြသတာပါသုံးတော်ပေမဲ့မမတက်ပါနဲ့ကိုရောတာကိုသိထားပါဒါပေမဲ့တခြားသူကိုအထင်မသေးပါနဲ့ကိုသိတာကိုပြသဖို့အတွက်သူများကိုအဆက်ခွဲเสียမလိုပါဘူးတကယ်တော်တဲ့လူကသူတော်ကြောင့်အမြဲပြောနေเสียမလိုပါဘူးသူ့လုပ်ရက်ကတက်တည်ပြပေးပါတယ်လေးအမားကိုတာဝန်ယူပါအမားလုပ်မိရင်သူများကိုအပြစ်မပုံချပါနဲ့ဒီအမားကငါ့အပိုင်းမှာရှိတယ်ငါပြန်ပြင်မယ်လို့ပြောရဲပါအမားဝင်ခံတာကအားနည်းတာမဟုတ်ပါဘူးကို့အမားကိုကိုရင်ဆိုင်ရဲတာကအင်အားတစ်ခုပါအစိတ်ဆိုးတဲ့အချိန်ကိုထိန်းပါစိတ်ဆိုးနေတဲ့အချိန်မှာစကားမပြောပါနဲ့ဒေါသထွက်နေတဲ့အချိန်မှာဆုံးဖြတ်ချက်ကြီးတွေမချပါနဲ့ဘာကြောင့်လဲဆိုတော့စိတ်ခံစားချက်ကခဏတာပဲဖြစ်ပေမဲ့အဲ့ဒီအချိန်ပြောလိုက်တဲ့စကားကအကြာကြီးကြံနိုင်လို့ပါစိတ်မဆိုးတဲ့လူကတန်မာတာမဟုတ်ပါဘူးစိတ်ဆိုးနေတဲ့အချိန်မှာတော့ကိုယ့်လုပ်ရက်ကိုထိန်းနိုင်တဲ့လူကတကယ်တန်မာတာပါဒီလိုအကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင် channel ကို subscribe လုပ်ထားနိုင်ပါတယ်ကျေးဇူးတင်ပါတယ်